ပြီးခဲ့တဲ့အပိုင်းမှာကွန်ပျူတာတွေဟာအချက်လက်အားလုံးကို0နဲ့1ပုံစံကိုစားပြုရဲဆိုတာလေ့လာခဲ့ကြပါတယ်။ဒါဆိုမေးခွန်းတစ်ခုပေါ်လာပါပြီ။0နဲ့1ကိုပဲဖတ်နိုင်တဲ့ကွန်ပျူတာတစ်လုံးကတစ်စခရင်ပေါ်မှာ ABC ဆိုတဲ့စာလုံးတွေကိုဘယ်လိုပြသပေးနိုင်တာလဲ။အဖြေကစာလုံးတစ်လုံးစီကိုကဏ္ဍတစ်ခုစီနဲ့တွဲဖက်သတ်မှတ်ထားတဲ့ခုတ်တေဘယ်တစ်ခုကိုအသုံးပြုခြင်းပါပဲ။သင်နဲ့တငယ်ချင်းတယောက် secret code တစ်ခုလုပ်ထားတယ်လို့စဉ်းစားကြည့်ပါ။ A ကို1 B ကို2 C ကို3လို့ကြိုတင်သတ်မှတ်ထားမယ်ဆိုပါစို့။အဲ့ဒီခါတငယ်ချင်းကကဏ္ဍ8ကိုပို့လိုက်ရင်ဇယားထဲမှာ8နဲ့တွဲထားတဲ့စာလုံးက H ဖြစ်တယ်ဆိုတာသင်ချက်ချင်းသိနိုင်ပါတယ်။ကွန်ပျူတာတွေမှာလည်းဒီသဘောတရားကိုအသုံးပြုပါတယ်။1960ပြည့်လွန်နှစ်တွေမှာအင်္ဂလိပ်စာလုံးတွေကဏ္ဍတွေနဲ့သင်္ကေတတွေကိုနံပါတ်တွေနဲ့တွဲဖက်ထားတဲ့ ASCII စနစ်ကိုစံသတ်မှတ်ခဲ့ကြပါတယ်။ ASCII ဆိုတာ American Standard Code for Information Interchange ရဲ့အတူကောက်ဖြစ်ပါတယ်။အဓိကအကြောင်းကတော့ဆက်အမျိုးမျိုးကြားမှာစာသားတွေကိုတူညီတဲ့ပုံစံနဲ့နားလည်နိုင်စေဖို့ပါ။ ASCII မှာအင်္ဂလိပ်စာလုံးအကြီး A ကိုကဏ္ဍ65နဲ့တွဲဖက်သတ်မှတ်ထားပါတယ်။ကွန်ပျူတာက A ကိုသိမ်းတဲ့အခါအဓိကအဖြစ်65ဆိုတဲ့တန်ဖိုးကိုသိမ်းထားတာပါ။ကဏ္ဍ65ကို binary နဲ့ရေးမယ်ဆိုရင်01000001ဖြစ်ပါတယ်။ဒါကြောင့် A 65နဲ့01000001တို့ဟာအဓိပ္ပာယ်တစ်ခုတည်းရဲ့မတူညီတဲ့ကိုစားပြုပုံတွေပါကွန်ပျူတာက01000001ကိုဖတ်ပြီးတက်ဆီမဲ65အဖြစ်အဓိပ္ပာယ်ဖော်ပါတယ်ပြီးရင်သတ်မှတ်ထားတဲ့ဇယားအရ65ဟာ A ဖြစ်တယ်ဆိုတာကိုသိရှိပြီးသက်ဆိုင်ရာစာလုံးပုံစံကိုစခရင်ပေါ်မှာဆွဲပြတာပါ ASCII မှာ code point 128ခုရှိပါတယ်အင်္ဂလိပ်စကားလုံးတွေကဏ္ဍတွေ punctuation သင်္ကေတတွေနဲ့ control character အချို့အတွက်တော့128ခုကလုံလောက်ခဲ့ပါတယ်။ဒါပေမဲ့ကမ္ဘာပေါ်မှာအင်္ဂလိပ်ဘာသာတစ်ခုတည်းရှိတာမဟုတ်ပါဘူး။မြန်မာစာ၊တရုတ်စာ၊အာရဗီစာနဲ့အခြားစာရေးစနစ်ထောင်ပေါင်းများစွာရှိပါတယ်။ ASCII ရဲ့128ခုကဒီစလုံးတွေအားလုံးကိုသတ်မှတ်ဖို့မလုံလောက်ပါဘူး။နိုင်ငံနဲ့စနစ်တစ်ခုစီကကိုယ်ပိုင်ကုတ်တွေသုံးလာတဲ့အခါစာသားတွေမကန်ပေါ်လာတဲ့ပြဿနာတွေလည်းဖြစ်လာပါတယ်။ဒီပြဿနာကိုဖြေရှင်းဖို့ပုံမူကျေပြန့်တဲ့ကမ္ဘာလုံးဆိုင်ရာစံစနစ်တစ်ခုကိုဖန်တီးခဲ့ကြပါတယ်။အဲဒီစနစ်ကတော့ Unicode ဖြစ်ပါတယ်။ Unicode မှာဖြစ်နိုင်တဲ့ code point နေရာပေါင်း 1.1 million ကျော်ရှိပါတယ်။ကမ္ဘာပေါ်ကစာရေးစနစ်တိုင်းလိုရဲ့သင်္ကေတတွေသင်္ချာဆိုင်ရာအမှတ်အသားတွေနဲ့ emoji တွေကိုပါသတ်မှတ်နိုင်ပါတယ်။ Unicode ရဲ့အခြေခံသဘောတရားက ASCII နဲ့ဆင်တူပါတယ်။ character တစ်ခုချင်းစီကိုထူးခြားတဲ့ code point တစ်ခုသတ်မှတ်ပေးထားတာပါ။ဥပမာ A ရဲ့ Unicode code point က U0041 ဖြစ်ပြီး ASCII တန်ဖိုး65နဲ့လည်းကိုက်ညီပါတယ်။ဒါကြောင့် Unicode ဟာ ASCII system နဲ့လည်းဆက်လက်အဆင်ပြေစွာအလုပ်လုပ်နိုင်ပါတယ်။ emoji တစ်ခုဟာ code point တစ်ခုတည်းလည်းဖြစ်နိုင်သလို emoji အချို့မှာ code point အများအပြားပေါင်းစပ်ထားနိုင်ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာဒီ code တွေအားလုံးကို binary data အဖြစ်ပဲသိမ်းဆည်းပါတယ်။ဒါဆိုစာလုံးတွေကိုကဏ္ဍအဖြစ်ပြောင်းလဲပုံကိုသိသွားပါပြီ။နောက်ပိုင်းမှာတော့ screen ကကဏ္ဍတွေကိုအနီးအစိမ်းအပြာလိုအယောင်တွေအဖြစ်ဘယ်လိုပြောင်းပေးတာလဲဆိုတာကိုဆက်ပြီးလေ့လာကြပါမယ်။ဒီလိုနည်းပညာနဲ့ပတ်သက်တဲ့ content video တွေကိုအလွတ်မခံပဲကြည့်ရှုနေဆိုရင်ကျွန်တော်တို့ Codeverse ရဲ့ Facebook, YouTube, TikTok နဲ့ Telegram channel တွေကို like and subscribe လုပ်ထားနိုင်ပါတယ်ခင်ဗျာ။နောက်ဗီဒီယိုမှာပြန်ဆောင်ကြတာပေါ့